ရထားလိုင်းကဲ့ရဲ့စစ်မြင့်ကွန်ဒိုကိုရှာနေတဲ့လူကြီးမင်းများအတွက် BDS စိန်လိုင်းဘေးကဲ့ရဲ့ကအထက်မြင့်အသစ်နေကွန်ဒိုကြီးကိုမိတ်ဆက်ပေးကြပါရရှင်။ Origin Development ကဆောက်လုပ်ထားတဲ့25တက်ရှိတဲ့အထက်မြင့်အစစ်မြင့်ကွန်ဒိုခွေးလေးတွေကြောင်လေးတွေပါမွေးခွင့်ရှိတဲ့ Origin Plug and Play E22 ကွန်ဒိုကြီးပဲဖြစ်ပါတယ်။ကျေဝင်းနဲ့ကားပါကင်တွေအပြင် EV Charger Station တွေလည်းအများကြီးပါရှိပါတယ်။สวัสดีค่ะဒါကကွန်ဒိုရဲ့ Welcome Lounge Lobby Area ဖြစ်ပါတယ်စာကြည့်ခန်းနေနဲ့အလုံးလုံးနိုင်တဲ့ co-working space တွေ meeting ခန်းတွေလည်းပါတယ်လို့ Sky Lounge ကနေလည်းကြောက်ဖျားမြစ်အလှကိုရှုစားနိုင်တဲ့ facility တွေများစွာပါဝင်ပါတယ်သားသမီးတွေလိုချစ်ရတဲ့ခွေးလေးတွေကြောင်လေးတွေအတွက်တီးတန့်ဆောက်စားနိုင်တဲ့ playroom တွေလည်းပါတယ်လို့တီးတန့်ပန်းချံတွေလည်းပါဝင်ပါတယ်25တက်မှာရှိတဲ့ rooftop swimming pool ကြီးကနေလည်းဘန်ကောက်မြို့အလှနဲ့ကြောက်ဖျားမြစ်အလှကိုရှုစားရင်အပန်းဖြေအနားယူနိုင်ပါတယ်ဒီကွန်ဒိုကြီးက Best Pet Friendly ကွန်ဒိုအပြင် Best Project Award ဆုတွေလည်းရထားတဲ့ကွန်ဒိုဖြစ်ပါတယ်အားကစားပစ္စည်းတွေလည်းစုံလင်စွာပါဝင်တယ်ဒီကွန်ဒိုကြီးမှာကတာမန်ကွန်ဒိုပုံစံတစ်ထပ်အခန်းကြီးအပြင်ပန်းဟောက်စတိုင်းနှစ်ထပ်အခန်းကြီးလည်းပါဝင်ပါတယ်အရင်ဆုံးအောက်ထပ်28 square meter ကျဲတဲ့နှစ်ထပ်အခန်းအမဲ့ပုံစံလေးကိုပြပေးကြပါမယ်ဒီလိုမျိုးနှစ်ထပ်အခန်းလေးတွေကကြတော့အိတ်ခန်းကိုအပေါ်တင်လိုက်တာဖြစ်တဲ့အတွက်အောက်ထပ်ကအိတ်ခန်းကျဲသွားတယ်မီးဖို့ကြောင်နေရာကလည်းကျဲတဲ့အတွက်အိတ်ခန်းနဲ့အိတ်ခန်းကိုတီးတန့်ဖြစ်သွားသလို privacy လည်းပိုကောင်းပါတယ်လေကားမှာဆိုလဲဒါပစ္စည်းသိမ်းလို့ရတဲ့အန်ဆွဲလေးတွေလုပ်ပေးထားတယ်ဒီလိုမျိုးအိတ်ခန်းကကျဲသွားတဲ့အတွက်ကြောင့်မလို့အဝတ်စားဘီရိုဆိုလဲအကြီးကြီးထည့်ဖို့နေရာလုံလောက်သွားတယ်နောက်ထပ် one bedroom simplex လေးကိုလေ့လာကြမယ်နော်ဒါကတော့တာမန် one bedroom plus ပုံစံပြင်ဆင်ထားတဲ့အခန်းပုံစံဖြစ်ပါတယ်အေကန်နဲ့ဝရန်ဒါလေးကိုတွဲထားသလို kitchen ကလည်းတီးတန့် separate အခန်းလေးဖြစ်ပါတယ်ဒါကတော့ plus အခန်းငယ်လေးပါဒီဟာကလည်းအိတ်ခန်းဖြစ်သုံးလို့ရသလိုတခြားဒီပစ္စည်းထည့်လို့ရတဲ့နေရာစာကြည့်လို့ရတဲ့နေရာအလုပ်ခန်းဖြစ်လည်းသုံးလို့ရပါတယ်ဒါကတော့နောက်ထပ်အိတ်ခန်းဖြစ်ပါတယ်ဒီလိုမျိုးရထားလိုင်းကဲ့ရဲ့အဆင့်တန်းမြင့်တဲ့ကွန်ဒိုကြီးက fully fitted အခန်းလေးကိုထိုင်းဘတ်ငွေ19သိန်းကနေစတင်ဝယ်ယူနိုင်တာဖြစ်လို့သတင်းကောင်းပေးလိုက်ရပါတယ်ရှင်